မြတ်စွာဘုရားရဲ့ဆုံးမချက်ဒေသနာတော်200ရှိတယ်ပထမဒေသနာကအကုသိုလ်မှန်သမျှရှောင်ကျဉ်ကြဆိုတဲ့ဒေသနာဖြစ်တယ်ဒုတိယဒေသနာတော်ကကုသိုလ်မှန်သမျှမိမိတို့တဏ္ဍာမှာပြည့်စုံစေအောင်ကြိုးစားကြဒီဒေသနာတော်200မှာမြတ်စွာဘုရားဆွဲဆွဲမြဲမြဲဟောကြားခဲ့တဲ့ဒေသနာတော်200ပဲအရာရာလှုပ်တဲ့မလှုပ်တဲ့ဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကကုသိုလ်နဲ့အကုသိုလ်ကိုအမြဲတမ်းရှေ့တန်းတင်ပြီးတော့ဟောပြောလို့ရှိပါတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားပြောတဲ့အခါတိုင်းမှာအကုသိုလ်တွေတိုးတက်များပြားလာပြီးတော့ကုသိုလ်ဘက်ကဆုံးယုတ်သွားမယ်ဆိုရင်မလှုပ်တဲ့ဘူးကုသိုလ်တွေတိုးတက်များပြားပြီးအကုသိုလ်တွေဆုံးယုတ်သွားမယ်ဆိုရင်လှုပ်တဲ့တယ်လို့အရာရာဒီတိုင်းပဲမြတ်စွာဘုရားကသတ်မှတ်ပြီးတော့ဟောကြားတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားအဆူဆူဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုကောက်ချက်ချကြည့်ပြန်တော့လည်းပဲအကုသိုလ်ရှောင်ဖို့နဲ့ကုသိုလ်တွေမိမိတဏ္ဍာမှာပြည့်စုံစေဖို့ဆိုတာဒါအဓိကထားပြီးတော့ဟောတာဖြစ်တယ်ဒါဖြင့်ကောင်းပြီအကုသိုလ်တွေကိုရှောင်ဖို့ဆိုတာဘယ်လိုလုပ်ပြီးတော့ရှောင်မလဲဘာတွေနဲ့ရှောင်ရမလဲကုသနာမှာဘာတွေတိဆောက်ပြီးတော့အကုသိုလ်ကရှောင်နိုင်တယ်လဲဆိုတာဒါဘုန်းကြီးတို့တွေဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲကနေပြီးတော့ဘုရားအဆုံးအမအတိုင်းသိရှိနားလည်ထားပြီးတော့လိုက်တာချက်တော်မူသွားတယ်မြတ်စွာဘုရားကသမာပတ္တိသုတ်တံမှာဟောထားတာရှိတယ်အကုသိုလ်တွေကိုတားဆီးနိုင်တဲ့ကုသိုလ်စိတ်ဆွမ်းအားပေါ့အကုသိုလ်တွေကိုတားဆီးနိုင်တဲ့စိတ်ဆွမ်းအား5မျိုးအဲ့ဒီစိတ်ဆွမ်းအား5မျိုးကိုပဲတေခပုဂ္ဂိုလ်တို့ရဲ့အင်အားလို့မြတ်စွာဘုရားဟောတယ်တေခပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလဲလို့ဆိုရင်တာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်သောတာပန်ပုဂ္ဂိုလ်တဂရဂံပုဂ္ဂိုလ်အနာဂံပုဂ္ဂိုလ်ဒါတွေကိုတေခပုဂ္ဂိုလ်လို့ခေါ်တာပဲဉာဏ်နာဖြစ်သွားပြီဆိုလို့ရှိရင်အတေခပုဂ္ဂိုလ်တေခလို့လည်းခေါ်တယ်အတေခလို့လည်းသုံးတယ်တိခလို့လည်းခေါ်တယ်အတိခလို့လည်းခေါ်တယ်ပေါ့ဒီစကားလုံးဟာတူတူပဲဘယ်လိုမှတ်အဲ့တော့တေခသို့မဟုတ်တိခဆိုတာဘယ်လိုပုဂ္ဂိုလ်တွေလဲလို့ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုမပြီးဆုံးသေးလို့ဆက်လက်ကျင့်ကြံကြုတ်ကုတ်အားထုတ်နေရလုပ်ငန်းမပြီးသေးလို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုတေခပုဂ္ဂိုလ်အင်္ဂလိပ်လိုပြန်ကြတဲ့အခါကျတော့ trainee လို့ပဲပြန်ကြတယ်ပေါ့နော်သင်တန်းယူနေတဲ့ပုဂ္ဂိုလ်လေ့ကျင့်နေတဲ့ပုဂ္ဂိုလ်သောတာပန်ဆိုတာလည်းအလုံးမပြီးသေးဘူးလေ့ကျင့်နေတာပဲသဂရဂံကလည်းမပြီးသေးဘူးလေ့ကျင့်တယ်အနာဂံဖြစ်တော့လည်းမပြီးသေးဘူးလေ့ကျင့်တယ်ဉာဏ်နာဖြစ်ပြီဆိုတာမှလေ့ကျင့်စရာကုန်သွားပြီပြည့်စုံသွားပြီလို့ဒီလိုပြောတာနော်အဲ့တော့ဉာဏ်နာပုဂ္ဂိုလ်ဖြစ်ပြီဆိုတဲ့အခါမှာကတံကရဏီယံလှုပ်ရှားတွေလှုပ်ပြီးပြီဝိသိတံဗြဟ္မစရိယမဂ္ဂင်၈ပါးအကျင့်တရားကိုပြည့်စုံအောင်ကျင့်သုံးပြီးပြီလို့ပြောလို့ရတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကလှုပ်ရှားတွေတန်းလန်းပဲဒီလိုပဲရှိတယ်ပေါ့အဲ့ဒါလို့လှုပ်ရှားတန်းလန်းတဲ့ကျင့်ကြံအထုတ်နေစေပုဂ္ဂိုလ်တွေဟာပုရုဇဉ်တွေရောမပါဘူးလားဆိုတော့အလျော်အားဖြင့်ပုရုဇဉ်တွေလည်းလုပ်နေတယ်ဆိုတဲ့ရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာလည်းပဲသီလကိုစောင့်သုံးနေကြတယ်ကမ္မထံဘာဝနာပွားများအထုတ်နေကြတယ်ဒီပုဂ္ဂိုလ်တွေလည်းပဲထည့်မယ်ဆိုရင်ကျင့်သုံးစေပုဂ္ဂိုလ်လို့ဒီလိုပြောအောင်ပြောမယ်ဆိုရင်တော့သူတို့ကတကယ် beginner တွေပေါ့အစကလေးပဲရှိသေးတဲ့ပုဂ္ဂိုလ်အဲ့တော့အဲ့လိုညတော်ချင်းကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေမှာအကုသိုလ်တွေမဖြစ်ဖို့အတွက်တားဆီးနိုင်တဲ့စွမ်းအားတွေဆိုတာဘာတွေလဲသိခဗလခုလိုကျင့်သုံးနေထိုင်နေတဲ့အချိန်မှာအကုသိုလ်မဖြစ်အောင်ဟန်တားထားနိုင်တဲ့စွမ်းအားဆိုတာရှိဘယ်ရာပဲဖြစ်ဖြစ်အင်အားကိုအသုံးပြုပြီးတော့ဟန်တားကြရစွမ်းအားမရှိလို့ရှိရင်ဟန်တားနိုင်စွမ်းမရှိအကုသိုလ်ဆိုတာဟာလည်းပဲအင်မတန်မှဖြစ်လွယ်လူတွေရဲ့တန်အာတဝဆိုတဲ့စကားလုံးကိုပဲကြည့်အာတဝဆိုတာအမြဲတမ်းလူတွေရဲ့တဏ္ဍာမှာစီးဝင်နေတဲ့တရားဘယ်ကနေစီးဝင်လို့ဆိုမျက်စိကစီးဝင်တယ်နားကစီးဝင်တယ်နှာခေါင်းကစီးဝင်တယ်လျှာကစီးဝင်တယ်ခန္ဓာကိုယ်ကစီးဝင်တယ်စိတ်ကစီးဝင်တယ်လို့ဓာရ6ပါးကနေပြီးတော့လောဘတို့ဒိဋ္ဌိတို့မောဟတို့ဆိုတာတွေဟာ
တတ္တဝါရဲ့တဏ္ဍာမှာစီးဝင်နေတဲ့တရားစီးဝင်နေဆိုတဲ့မပြတ်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့တော့အာတဝဆိုတဲ့တရားအဗ္ဗဒါနအရာကျဲတယ်ဆိုလိုတာကတော့လောဘပေါ့အဓိကကတော့လောဘဟာလူတွေရဲ့တဏ္ဍာမှာမပြတ်စီးဝင်တယ်မျက်စိကစီးဝင်တယ်ဆိုတာမြင်စရာအာယုန်တစ်ခုမြင်လိုက်ရင်နှစ်သက်ချင်တတ်သွားနှစ်သက်စရာအာယုန်ကိုမြင်လို့မျက်စိကမြင်ပြီးတော့လောဘဖြစ်လိုက်ပြီဆိုရင်ဒါမျက်စိကစီးဝင်တယ်လို့ခေါ်တယ်နားကနားထောင်ပြီးတော့လောဘဖြစ်လို့ရှိရင်နားကစီးဝင်တယ်လို့ခေါ်တယ်နှာခေါင်းကအနံ့ရပြီးတော့ထိုအနံ့ပေါ်မှာတွေ့တာမှုတဏှာဖြစ်လို့ရှိရင်ဒါနှာခေါင်းကစီးဝင်တယ်လျှာကနေအရသာခံပြီးအရသာပေါ်မှာတတ်မဲ့တဲ့တဏှာဖြစ်ရင်ဒါလျှာကစီးဝင်တယ်လို့ပြောတာခန္ဓာကိုယ်မှာထိတွေ့လို့ထိုအထိတွေ့ပေါ်မှာတာယာမမောလို့ရှိရင်အဲ့ဒါကာယကစီးဝင်တယ်လို့ဒီလိုပြောတာစိတ်ကူးပြီးတော့လူတွေကလည်းပဲအတွေးနဲ့ခြေနှက်နေတာရှိတယ်အဲ့ဒီအတွေးတွေမှာလောဘဖြစ်နေလို့ရှိရင်လည်းဒါမနကစီးဝင်တယ်လို့ဒီလိုဓာရ6ပါးကနေပြီးတော့လူတွေရဲ့တဏ္ဍာမှာမပြတ်စည်းဝင်နေတဲ့ဒီအကုသိုလ်တရားတွေကိုတားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့မလွယ်ဘူးဆိုတာကိုယ့်ရဲ့နေစဉ်ဘဝကိုပဲကိုချစ်ဟောကိုယ့်ရဲ့နေစဉ်ဘဝကိုကိုချစ်အမတ်တမဲ့နေရင်စည်းဝင်နေတာဆိုတာမသိဘူးလောဘတွေစည်းဝင်နေတယ်ဆိုတာမသိဘူးတွေ့တာမှုတွေစည်းဝင်နေတာတွေမသိဘူးအဲ့ဒါတွေကိုသိအောင်ဒါကြောင့်မို့တတိဆိုတာထူထောင်အောင်လောဘကိုလောဘမှသိလာအောင်တန်ပစင်ညဆိုတဲ့အသိပညာရအောင်တတိနဲ့တန်ပစင်ညနှစ်ခုနဲ့ပူးတွဲပြီးတော့လေ့ကျင့်ရဒါတွေသိဖို့ရအတွက်အဲ့ဒီပူးတွဲပြီးတော့လေ့ကျင့်တဲ့ဤစနစ်ကိုမြတ်စွာဘုရားကမဟာတတိပဌာနာတုတ်မှာတန်ပစင်ညပပဆိုပြီးတော့ဟောထားတာလေတန်ပစင်ညပပဆိုတာတတိနဲ့တန်ပစင်ညဆိုလိုတာကတတိနဲ့တန်ပစင်ညဆိုတာတတိတရားနဲ့ဆင်ခြင်တုံတရားဒီနှစ်ခုနဲ့ကိုယ်တဏ္ဍာမှာအကုသိုလ်တွေဖြစ်တာကိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်အောင်မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့ဒီလိုစောင့်ကြပ်ပြီးတော့ကြည့်နိုင်တဲ့ဒီတရားတွေကိုဘာလို့ခေါ်တာတော့ဆိုတံဝရလို့ခေါ်တယ်သူတို့တံဝရဆိုတာအဆုတ်အပိတ်အကုသိုလ်တွေမဝင်ရအောင်ဆုတ်နိုင်ပိတ်နိုင်မှရလူတွေကကြည့်လေရှင်တွေတောင်းကျမ်းတဲ့နေရာမှာဆိုရင်ချင်းမဝင်အောင်ဆိုးကြပိတ်ကြချင်းလုံးစကားတွေလုပ်တယ်တော့မို့ချင်းအောင်ချပြီးတော့ဒါချင်းမဝင်အောင်ဆုတ်ပိတ်တာပဲပေါ့အဲ့ဒါလို့ဆုတ်ပိတ်ဒါဟာပထမဆုံးကြိုးစားမှုတစ်ခုပဲပေါ့တမ္မာဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဆိုတာအဲ့ဒါလို့ဆုတ်ပိတ်တာကိုပြောတာမကောင်းတဲ့ကိုယ်ကိုအန္တရာယ်ဖြစ်စေမဲ့အရာမဝင်ရအောင်ဆုတ်ပိတ်တယ်မနိုင်လို့ဝင်လာပြီဆိုရင်ဖယ်ရှားဖို့ကြိုးစားဟောတာတမ္မာဝါယာမရဲ့လုပ်ငန်းတစ်ခုအဲ့ဒီလုပ်ငန်းတစ်ခုနဲ့အကုသိုလ်တွေကိုမဖြစ်အောင်ဆုတ်ပိတ်တယ်ဖြစ်လာတဲ့အကုသိုလ်တွေကိုဖယ်ရှားဖို့ကြိုးစားတယ်နောက်တစ်ဖက်ကလည်းပဲမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်ကြိုးစားတယ်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားလာအောင်ကြိုးစားတယ်ဆိုတဲ့ကြိုးစားမှု၄ရပ်၄ဘက်၄ထံကကြိုးစားအထောက်မှုဆိုတာအဲ့ဒီကြိုးစားအထောက်မှုတွေဟာဘာနဲ့အခြေခံပြီးကြိုးစားအထောက်တယ်လို့ဆိုရင်ခုနပြောတဲ့တတိတံပစင်ညာအခြေခံပြီးတော့ကြိုးစားအထောက်မှအောင်မြင်တယ်အဲ့ဒါမို့ဆိုရင်တတိတံပစင်ညာကင်းမဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာအကုသိုလ်ဖြစ်လို့လည်းဖြစ်မှန်းမသိဘူးအကုသိုလ်ဖြစ်လို့ဖြစ်မှန်းမသိတဲ့အတွက်ကြောင့်ထိုအကုသိုလ်ကိုဖယ်ရှားဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အခြေအနေတစ်ခုရှိတယ်ဒါကြောင့်မို့ကိုယ့်ဘဝကိုယ့်အခြေအနေဒီအာတဝလို့ဆိုတဲ့ဒီတရားတွေမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဓာရ6ပါးကမပြတ်စည်းဝင်နေတဲ့သဘောတရားတွေကိုသိရှိအောင်တတိနဲ့တံပစင်ညာနဲ့လေ့လာရမယ်အဲ့ဒါလို့လေ့လာတဲ့အခါမှာအကုသိုလ်တွေကိုစုပ်ပိတ်နိုင်တယ်လို့မြတ်စွာဘုရားကသမာပတ္တိတုတ်တံမှာဟောထားတဲ့ဒီစွမ်းအား၅မျိုးစိတ်စွမ်းအား၅မျိုးရှိတယ်အဲ့ဒီစိတ်စွမ်းအား၅မျိုးဟာညတော်ကျင့်ကိုကျင့်နေစေဖြစ်တဲ့တိခပုဂ္ဂိုလ်တွေရှိရမဲ့စွမ်းအားတွေပဲလို့ဘလဆိုတဲ့နာမည်နဲ့ဟောတာဘယ်ရာပဲဖြစ်ဖြစ်အင်အားရှိလာမှဖြစ်တယ်သဘာဝတရားမှာလည်းပဲစိတ်ဓာတ်ဆိုတာလည်းအင်အားရှိမှခုခံနိုင်အားမရှိရင်မခုခံနိုင်ဘူးပေါ့အင်အားရှိအောင်ကိုကပြုစုပြောထောင်ပြီးတော့ပေးရတယ်လို့ဒီလိုအဓိပ္ပာယ်မျိုးနဲ့ဟောတာအဲ့တော့စိတ်ဆွမ်းအားတွေကိုစိတ်ဆွမ်းအားတွေဆိုတာဘာတွေလဲလို့ပြောမယ်ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာတဲ့တတ္ထာဆိုတဲ့စကားလုံးကိုယုံကြည်တယ်လို့ပဲဘုန်းကြီးတို့တွေပြန်ကြတယ်ပေါ့ညမှာလို့ပြန်တဲ့အခါမှာယ
ယုံကြည်တယ်အဲ့ဒါယုံကြည်မှုဆိုတာတွေနဲ့ပတ်သက်လာတဲ့အခါကျတော့အရာထဲမှာလိမ့်လိစားသွားတဲ့လူလိမ်ကိုသွားယုံပြီးလို့ဒုက္ခရောက်တယ်ဆိုယုံကြည်မှုတွေနဲ့သွားပြီးရောထွေးတတ်တယ်ပေါ့ဒါကြောင့်မို့တတ္ထာဆိုတဲ့ယုံကြည်မှုကဒါမျိုးကိုဆိုလိုတာမဟုတ်ဘူးတတ္ထာဆိုတာယုံကြည်မှုဆိုတာဘာလဲလို့ဆိုရင်ကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတဲ့တရားဟာကိုယ်နဲ့သာသက်ဆိုင်တယ်လို့ယုံကြည်တာကိုယ်လှုပ်တာကိုယ်ပဲတာဝန်ရှိတယ်လို့ယုံကြည်တာဒါကိုစာလို့ပြောတော့ကံဤအကျိုးယုံကြည်တယ်လို့ပြောတာကံဆိုတာဘယ်သူလှုပ်တာလဲဆိုကိုယ်လှုပ်တာပဲလေအဲ့တော့ကိုယ်လှုပ်တဲ့အပေါ်မှာကိုယ်တာဝန်ယူတာတာဝန်ယူတယ်ဆိုတော့ responsible ဖြစ်တာကိုလက်ခံတာကိုပြောတာမြတ်စွာဘုရားကိုယ်တိုင်ကကံကိုယုံကြည်တယ်ဆိုတာဘယ်လိုအဓိပ္ပာယ်လဲလို့ဆိုရင်ယံကမ္မံကရိတံတိကလျာဏဝါပါပကံဝါတတ္တကမ္မတ္တဒါယတော်ဘဝိတံမိဟောတာယုံကြည်ပုံကိုပြောတာစဉ်းစားရမှာကငါကောင်းတာလုပ်လို့ဆိုးတာလုပ်လို့အဲ့ဒီကောင်းတာရဲ့အကျိုးဆိုးတာရဲ့အပြစ်ငါပဲခံရမယ်ငါနဲ့ပဲသက်ဆိုင်တယ်လို့ဒီလိုလက်ခံမှုရှိရမယ်အဲ့ဒီယုံကြည်မှုမျိုးကိုတတ္တာလို့ဒီလိုခေါ်တာဟောခြေခံအားဖြင့်အဲ့ဒီယုံကြည်မှုတည်ယုံတာတတ်တတ်မဟုတ်ဘဲနဲ့အသိဉာဏ်နဲ့တွဲဖက်ထားတဲ့ယုံကြည်မှုဘုရားဘာသာမှာယုံကြည်မှုဆိုတဲ့အရာမှန်သမျှတတ္ထာနဲ့တွဲဖက်တရားဟာပညာနဲ့တွဲဖက်ထားတဲ့ယုံကြည်မှုပဲဖြစ်တယ်တရားနဲ့ပညာဟာတွဲဖက်ပြီးတော့ထားဒါကြောင့်မလို့ဒီပေးဆရာတော်ကြီးကပရမတ္ထစက္ခုကျမ်းမှာရေးထားတာလေးကမှတ်သားစရာဒါအထက်ကရာကအဆိုကိုမြန်မာလိုလုပ်ထားတာတရားကိုပညာစောင့်မှလမ်းဖြောင်းသည်တဲ့ယုံကြည်မှုဆိုတာအသိပညာနဲ့ယုံကြည်မှလမ်းဖြောင်းအသိပညာမပါတဲ့ယုံကြည်မှုဟာခဏခေတ်ခေါ်တဲ့ blind faith လို့ခေါ်တာပေါ့နော်မျက်ကန်းယုံကြည်မှုမျိုးအဲ့ဒါကကောင်းကျိုးကိုမပေးနိုင်ဘူးတဲ့ဆင်းရဲတဲ့အကျိုးကိုပဲပေးနိုင်ဒါကြောင့်မို့ဘုရားဘာသာရဲ့ယုံကြည်မှုဆိုတာတခြားဘာသာတွေယုံကြည်တာနဲ့မတူဘူးဘုရားဘာသာယုံကြည်မှုဒီအသိဉာဏ်ပေါ်မှာအခြေခံပြီးတော့ယုံကြည်တယ်ဒါကြောင့်မလို့တခါတရံကြတော့တတ္ထာလို့လည်းမသုံးမဲ့နဲ့အာကာရဝတိတတ္ထာဓတ္တနမူလိကာတတ္ထာဓတ္တနမူလိကာဆိုတာပညာဖြင့်ရှုမြင်နိုင်တဲ့အခြေပေါ်မှာမူတည်ပြီးတော့ယုံကြည်တာအာကာရဝတိတတ္ထာဆိုတာချိုးချောင်းဆင်ရင်ပြီးအသိပညာနဲ့ယုံကြည်တာလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီယုံကြည်မှုမျိုးဟာဒီအကုသိုလ်တရားတွေမဖြစ်ပွားအောင်ဟန်တားနိုင်တဲ့စွမ်းအားတစ်မျိုးပဲတဲ့ယုံကြည်မှုဆိုတဲ့တတ္ထာရှိနေသေးတဲ့မြတ်ကာလပတ်လုံးအကုသိုလ်တွေဟာဝင်မလာနိုင်ဘူးဒါကြောင့်ယုံကြည်မှုဟာလည်းအကုသိုလ်ကိုတားတဲ့စွမ်းအားတစ်မျိုးရှိရမယ့်စွမ်းအားတစ်မျိုးအဲ့ဒါဘုရားဘာသာမှာယုံကြည်မှုဆိုတာဟာလုပ်ငန်းရဲ့အစကလေးများတာဖြစ်တယ်ယုံကြည်မှုသည်စိကတ်မှုတရားနာမှုရဲ့တရားနာမှုကိုလမ်းကြောင်းဖော်ပေးရုံပဲဖော်ပေးတာရှေ့ပိုင်းမှာဆိုလို့ရှိရင်လမ်းကြောင်းဖော်ပေးတာတခါယုံကြည်မှုဆိုတာလည်းအဆင့်ဆင့်ရှိသေးတယ်လို့ဒီလိုမှတ်ရယုံကြည်တယ်ဆိုတဲ့နေရာမှာဒီယုံတယ်ဆိုတာတာမန်အစကလေးများတာဖြစ်တယ်တရားဆိုတာယုံကြည်မှုတစ်ခုတည်းကိုတရားလို့ခေါ်တာမဟုတ်ဘူးစာပေကျမ်းဂန်တွေကိုသေချာလေ့လာကြည့်မယ်ဆိုရင်သူက resolution လို့ခေါ်တဲ့ဆုံးဖြတ်မှုကိုလည်းပဲတတ်တာလို့ခေါ်တယ်နောက်တစ်ခါကုသိုလ်ကောင်းမှုအပေါ်မှာစိတ်ဝင်စားတာကိုလည်းတတ်တာလို့ခေါ်တယ်အဲ့တော့ကုသိုလ်ကောင်းမှုအပေါ်မှာစိတ်ဝင်စားနေတာတတ်တာဒီတတ်တာဆိုတဲ့တရားဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ဘယ်လိုလုပ်သိနိုင်တယ်လဲကိုယ့်ကိုယ်စဉ်းစားကြည့်လူတွေမှာတရားဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာပြီဆိုတာနဲ့တပြိုင်နက်ဘာဖြစ်လဲဆိုရင်လူရဲ့စိတ်လေးဟာကြီးလာတယ်တရားဝင်လာရင်လူတွေစိတ်ဟာကြီးလာတယ်ဆိုတာလောဘဆိုတဲ့အတွေးတွေအနောက်တွေဒေါသဆိုတဲ့အတွေးအနောက်တွေဖယ်ရှားပြီးတော့ကုသိုလ်ကောင်းမှုဘက်ကိုစဉ်းစားလာစိတ်ကြီးလာလို့ရှိရင်ဥပုသ်သွားဆောင်အောင်ပါပဲတရားသွားနာအောင်ပါပဲတရားလေးထိုင်လိုက်အောင်ပါပဲဖျားပန်းလဲလိုက်အောင်ပါပဲဆိုတဲ့အတွေးလေးတွေဝင်လာတရားမရှိမဝင်ဘူးတွေဟာကနော်တာမန်နဲ့မဝင်တရားရှိလာပြီဆိုရင်ဒီအတွေးလေးတွေဟာဆင်ငယ်ဖြစ်ပေါ်လာအဲ့လိုဖြစ်ပေါ်လာတာဟာတရားဆိုတဲ့စွမ်းအားကနေပြီးတော့စိတ်ရဲ့အနောက်အချုပ်ကုသိုလ်မဖြစ်အောင်ဆုတ်ပိတ်ထားတဲ့
နိဝရဏဆိုတဲ့တရားတွေကိုတရားကနေပြီးတော့တထင်ကအနေအားဖြင့်ဖယ်ရှားထားတယ်ဖယ်ရှားနိုင်တယ်ကဲနိဝရဏဆိုတာဘာတွေကိုပြောတာလဲဆိုတော့ကာမိဆန္ဒလူချင်းစရာအာယုန်တွေကိုလူချင်းတာကာမိဆန္ဒပဲလူချင်းစရာအာယုန်ဆိုတာမျက်စိကမြင်လို့နားကကြားလို့နှာခေါင်းကနမ်းရှူရလို့လျှာကရဲရလို့ခန္ဓာကိုယ်ကထိတွေ့ရလို့လူချင်းစရာအာယုန်ဆိုတာပေါ်လာအဲ့ဒီပေါ်လာတဲ့လူချင်းစရာအာယုန်တွေကိုလူချင်းတာဟာကာမိဆန္ဒတရားဝင်လာလို့ရှိရင်ဟောဒီကာမိဆန္ဒဆိုတဲ့ဟာဒီလာတော့ခိတ္တခဏရဆိုင်သွားသူတို့ဖယ်ရှားပလိုက်ကြည့်တယ်တရားပေါက်လာတဲ့ပုဂ္ဂိုလ်ကဒီဥပုသ်ဆောင်သွားမယ်ဆိုတဲ့ပုဂ္ဂိုလ်ကတယ်လီဗီရှင်းကြည့်အောင်မှပဲဇာကားကြည့်အောင်မှဆိုတဲ့အတွေ့ပဲဝင်တော့မှာတော့နော်ဘယ်အဲ့ဒီအတွေ့မျိုးတွေမတွေးတော့ဘူးလေဥပုသ်ဆောင်သွားမယ်ဆိုတရားနာသွားမယ်ဆိုတဲ့စိတ်ပျော်စရာလုပ်ငန်းတစ်ခုပေါ်မှာစိတ်ဝင်စားမှုမရှိဘူးဒါဘယ်သူကဖယ်ရှားပေးတာလဲဆိုတော့တရားကဖယ်ရှားလိုက်တာပဲတရားစွမ်းအားဖယ်ရှားပေးဟောနောက်တစ်ခါစိတ်ထဲမှာအလိုမကျဖြစ်နေတာဆိုတာလည်းမပေါ်လာဘူးစိတ်ထဲမှာအလိုမကျတာကိုဖြာပါဒလို့ခေါ်တယ်လောကလူတွေဟာရတာကိုဒီလိုချင်တာကိုရရင်လောဘမရရင်ဒေါသဒီလိုဖြစ်တာအဲ့တော့ဒေါသဆိုတဲ့ဖြာပါဒတရားကိုလည်းပဲတရားကဖယ်ရှားထားတဲ့အချိန်မှာဒါမဖြစ်လာနောက်တစ်ခါကုသိုလ်ကိစ္စတွေမှာစိတ်အားမတက်ဘူးတဲ့စိတ်အားတွန့်တူဆုံးနစ်ပြီးတော့နေတယ်အဲ့ဒါကိုထိဏမိတ်တာလို့ခေါ်တယ်အဲ့ဒီထိဏမိတ်တာဆိုတဲ့တရားကိုလည်းပဲတရားစွမ်းအားကနေပြီးတော့တည်ငါအဖြစ်ဖယ်ရှားပစ်ထားတယ်နောက်တစ်ခါဥဒိစ္စဂုဂ္ဂုစဒါတရားဆိုတာကိုယ်တဏ္ဍာမှာဖြစ်တာနော်ကိုယ်နဲ့အမြဲတမ်း apply လုပ်ကြည့်ဖို့လိုတယ်ခန္ဓာညာရောက်နဲ့ပြောနေတာအဲ့ဒါကိုပြောနော်ကိုယ်တဏ္ဍာမှာကြည့်တခါတရံစိတ်တွေဟာလေလွင့်ပြီးတော့နေတယ်စိတ်တွေပူတယ်အဲ့ဒါကိုဥဒိစ္စဂုဂ္ဂုစလို့ခေါ်တယ်တရားဖြစ်လာပြီဆိုရင်စိတ်ပူတာတွေစိတ်လေလွင့်တာတွေမရှိတော့စိတ်ငြိမ်းချမ်းလာဒါကြောင့်မို့တရားနာအောင်ပဲဥပုသ်ဆောင်အောင်ပဲဆိုတဲ့အတွေ့လေးတွေရနှုတ်ဆိုရင်မဖြစ်ဘူးဟောနောက်ဆုံးမှာကိုလုံးနေတဲ့အပေါ်မှာဟုတ်သလားမဟုတ်ဘူးလားလို့တွေးတောနေတဲ့ဂျုံမတန်တရားဖြစ်နေတဲ့ဝိသိကိစ္စဆိုတာလည်းမရှိဘူးဟောအားလုံးပေါင်းလိုက်တဲ့အခါလူချင်းစရာတွေကိုလူချင်းနေတဲ့ကာမိဆန္ဒအလိုမကျဖြစ်နေတဲ့ဗျာပါဒစိတ်တွန့်ဆုတ်နေတဲ့ထိဏမိတ်တာစိတ်တွေလေလွင့်ပြီးတော့ပူပန်းနေတဲ့ဥဒိစ္စဂုဂ္ဂုစတန်တရားတန်းလန်းနဲ့မဝေခွဲနိုင်တဲ့ဝိသိကိစ္စဆိုတဲ့ကုသိုလ်တရားတွေကိုပိတ်ဆို့ထားတဲ့ဟောဒီနိဝရဏတွေတရားကိုရင်ထဲမှာဖြစ်လာပြီဆိုရင်ရှင်းပလိုက်တာတော့အဲ့တော့ရှင်းပြလိုက်တဲ့အတွက်ကြောင့်အထတာလေးနေထေကရာမှာရေးထားတာတေချာကြည့်မယ်ဆိုလို့ရှိရင်နော်တတ္ထာဥပ္ပစ္စမာနာရင်တဲ့နှလုံးထဲမှာတရားဆိုတဲ့ဒီစွမ်းအားလေးတစ်ခုပေါ်လာပြီဆိုရင်ဘာဖြစ်လဲတဲ့စိတ်တံပတ္တနံစိတ်လေးဟာချီးလာနော်ချီးလာပြီးတော့နိဝရဏေဝိက္ခံမေတိနိဝရဏတရားတွေကိုဖယ်ရှားပြလိုက်နိုင်တယ်ဖယ်ရှားပြလိုက်ပြီးတော့စိတ်ဟာချီးလာကိလေသေတဏှိတိတာပေတိကိလေသာတွေကိုအနေထိုင်သွားစေတယ်အဲ့ဒီချိန်မှာမထကြွမတောင်းညာဘူးမတောင်းညာသည့်အတွက်ကြောင့်စိတ်လေးဟာကိလေသာအနှောင့်အယှက်တွေအပူပန်တွေကင်းပြီးတော့စိတ်လေးဟာတည်ငါအားဖြင့်အေးမြနေတခဏအားဖြင့်အေးမြအဲ့ဒီလိုစိတ်ချီးနေတဲ့အချိန်လေးမှာတဲ့ပတ္တန္ဒေနစိတ်ဒေနအခုလိုချီးနေတဲ့စိတ်လေးဖြင့်ဒါနံဒေတိဒါနကောင်းမှုပြုတယ်သီလံသမာဓိယတိသီလဆောက်တည်တယ်ဥပောသထကမ္မံကရောတိဥပုသ်ဆောင်တယ်လို့ဘာဝနံဘာဝေတိကမ္မထံဘာဝနာပွားများအထုတ်တယ်ဟောတာတရားစွမ်းအားကြောင့်ဖြစ်လာတာတော့လူတိုင်းဟာဒီစွမ်းအားမရှိဘူးလေစွမ်းအားမရှိရင်ဒါတွေမလုပ်နိုင်ဘူးမလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ရင်ထဲမှာဒီစွမ်းအားမရှိလို့မလုပ်တာလို့ဒါအမတန်မှထင်ရှားတယ်ပေါ့နော်ဟောဒီစွမ်းအားကအကုသိုလ်တွေကိုတားလိုက်တာတရားဆိုတဲ့အကုသိုလ်တွေကိုတားထားလိုက်ဟောဒီတရားဆိုတဲ့စွမ်းအားတားထားသမျှအကုသိုလ်တွေဟာလူတွေရဲ့ရင်ထဲနှလုံးထဲမှာမဖြစ်လာဘူးဒါအကုသိုလ်တားနိုင်တဲ့စွမ်းအားတစ်ခုပဲပေါ့နော်အဲ့တော့တရားနဲ့ပတ်သက်ပြီးတော့ဘောဓုတ္တမှတ်စရာတွေမြတ်စွာဘုရားကတရားနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိသေးတယ်အဲ့ဒါဆိုတာတဲ့မျိုးစိနဲ့အလားတရတူတယ်
တတ္ထာဖိစံတရားဟာမျိုးစိပဲမျိုးစိဆိုတာဘာအတွက်မျိုးစိလဲဆိုတော့မက်သီးဖို့သည်မက်ပန်းဖို့ပန်းပွင့်ဖို့အတွက်မျိုးစိဒီလိုပြောလို့နော်အသိဉာဏ်တွေပွင့်လန်းဖို့အတွက်တရားဟာမျိုးစိပဂတိမျိုးစိဟာအလုံးတစ်ခုလုံးတယ်တေချာစဉ်းစားကြည့်ပဲဆိုရင်ဒီမျိုးစိတစ်ခုတရက်စီကလေးတစ်ခုဟာအလုံးတစ်ခုလုံးတယ်တဲ့ဘာအလုံးလုံးတယ်လဲဆိုတာကိုကြည့်တရက်စီလေးကိုမြေထဲချပြီးတော့စိုက်လိုက်လို့ရှိရင်အောက်မှာအမြစ်ကလေးဆင်းလာတယ်အပေါ်ကိုအညှောက်ထွက်လာတယ်ဒီနှစ်ခုလုံးတယ်သူကအမြစ်ဆင်းတာလည်းပဲဟောဒီမျိုးစိကဆင်းအညှောက်လေးအပေါ်တက်လာတာလည်းမျိုးစိကပဲတရက်စီကပဲဖြစ်တယ်အလုံးနှစ်ခုလမ်းနဲ့တွေ့နဲ့ထွက်ပေါ်လာတယ်လို့ဒီလိုပြောအဲ့တော့တရားဆိုတဲ့မျိုးစိရှိတဲ့ပုဂ္ဂိုလ်ကလည်းအလုံးနှစ်ခုလုံးလာဘာအလုံးလဲလို့ဆိုရင်ကိုချင်းသီလဆိုတဲ့ကုသိုလ်တရားတွေရဲ့အမြင့်လို့ဆိုရင်သီလနဲ့ပြည့်စုံလာတယ်ဒါအမြင့်သက်ဆင်းခြင်းပဲသမထဝိပဿနာဘာဝနာကျင့်စဉ်ကိုအားထုတ်လာတယ်ဒါကအညော့တက်ခြင်းပဲဟောတရားရှိလာပြီဆိုရင်သီလဆိုတဲ့အခြေခံအမြင့်ကိုလည်းပြည့်စုံအောင်ဖြစ်ပေါ်စေတယ်သမထဝိပဿနာဆိုတဲ့အညော့ကိုလည်းပဲပေါ်ပေါက်လာစေတယ်ဒါတရားရဲ့မြတ်စွာဘုရားကတင်စားပြီးတော့ဟောထားတယ်တရားရဲ့စွမ်းအားတစ်ခုပဲပေါ့နောက်တစ်ခုတတ္တိတဝိတ္တံပုရိသတ္တသစ္ဆံလို့အာလဝကကြီးရဲ့အမေးကိုမြတ်စွာဘုရားဖြေတဲ့အခါတရားဟာဥစ္စာနဲ့တူတယ်ဥစ္စာဟာလူတွေရဲ့နှစ်သက်ကျင့်တတ်မှုချမ်းသာဒုက္ခကိုပေးနိုင်တယ်လို့ပဲတရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတရားတရားကိုအကြောင်းပြုပြီးတော့ဒါနကောင်းမှုတွေလုပ်တယ်သီလတွေစောင့်တည်တယ်ကမ္မဋ္ဌာန်းဘာဝနာပွားများအဲ့ဒီကုသိုလ်တွေရဲ့အကျိုးကျေးဇူးကိုခံရပြီးတော့နှစ်သက်ကျင့်တတ်မှုကိုရတယ်ဟောတရားဟာနှစ်သက်ကျင့်တတ်မှုယာယီပေးနိုင်တယ်လို့ဆိုတာမြတ်စွာဘုရားဒီလိုဟောတာနော်အေးကောင်းပြီဒီတရားဆိုတဲ့စွမ်းအားမိမိတို့တဏ္ဍာမှာမဖြစ်သေးလို့ရှိရင်ဘုန်းကြီးတို့တွေဖြစ်အောင်လုပ်အောင်ဖြစ်အောင်ကြိုးစားဒါဖြင့်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့ဆိုတော့တရားကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းတင်ရတယ်ကိုယ့်ရဲ့တရားစွမ်းအားတွေတိုးမြင့်ကြလို့ရှိရင်မြတ်စွာဘုရားကိုဂုဏ်ကိုအာယုံပြုပေးရတယ်မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုပေးပြီးတော့လူတော်လူကောင်းဘုရားယဟန္တာတွေရဲ့အကြောင်းလေးတွေကိုမကြောင်ကြဖတ်ရှုပေးပြီးတော့အတူယူအားကြတဲ့စိတ်တွေပေါ်လာအောင်လုပ်ပြဒါတရားတရားတွေဖြစ်အောင်လုပ်တဲ့နည်းတစ်ခုပဲတရားတရားနည်းတဲ့ပုဂ္ဂိုလ်တွေနဲ့မပေါင်းနဲ့ပေါင်းလိုက်လို့ရှိရင်သူတို့ကတရားတရားပြပြခြင်းအကြောင်းတွေပြောတဲ့အခါမှာကိုယ်လည်းဟုတ်တယ်လို့ထင်သွားတတ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီပုဂ္ဂိုလ်ပေါင်းတင်တာကလည်းပဲအမြဲတမ်းအရေးကြီးလို့မြတ်စွာဘုရားကဒါကဥပနိဒေယပစ္စည်းလို့ခေါ်တယ်ပတ်ဝန်းကျင်ဟာသိအရေးကြီးတယ်ပေါ့ပတ်ဝန်းကျင်ကိုကိုယ်ရွေးချယ်ပြီးတော့နေဖို့လိုတယ်တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေတရားနာတဲ့ပုဂ္ဂိုလ်တွေသီလဆောက်တည်တဲ့ပုဂ္ဂိုလ်တွေတရားစွမ်းအားနဲ့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေနဲ့တူတူဘာတူလာတူနေလိုက်မယ်ဆိုရင်မိမိကိုယ်တိုင်လည်းဒါတွေလုပ်ဖြစ်သွားတယ်လုပ်ဖြစ်ရင်းနဲ့တရားစွမ်းအားတွေကတိုးတိုးလာဟောဒီလိုဆိုလိုတာပေါ့နော်အေးဒီတရားဆိုတဲ့စွမ်းအားဟာသေခပုဂ္ဂိုလ်ရဲ့စွမ်းအားတစ်မျိုးပါတဲ့ဒါကအခြေခံတရားဒီတဲ့အရှင်းမြင်လာတဲ့တရားကြတော့ကြည့်တရားဟာဘယ်ထိအောင်သွားတာလဲဆိုတော့မက်ဖို့နိဗ္ဗာန်ထိအောင်သူ့စွမ်းအားကိုအခြေပြုပြီးတော့သွားတယ်သို့တော့တခုတတိထားဖို့ရာကတရားကတိုက်ရိုက်အနေနဲ့မဂ္ဂင်၈ပါးထဲမှာမပါဘူးနော်တိုက်ရိုက်အနေနဲ့မဂ္ဂင်၈ပါးထဲမှာမပါဘူးမပါပေမဲ့လို့တရားကနေပြီးတော့မဂ္ဂင်၈ပါးကိုကျင့်သုံးစေတတ်တဲ့စွမ်းအားတစ်ခုဖြစ်ပေါ်လာစေဒါကြောင့်မို့တရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုအလုပ်တွေကိုလုပ်ချင်တာလဲဆိုရင်ဓတနာကာမောသီလဝတ္တကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေလူတော်လူကောင်းတွေဆိုရင်တွေ့ချင်တယ်ဒါတရားရဲ့တွင်ပြင်လက္ခဏာတစ်ခုတရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေတွေ့ချင်တယ်တတ္တမံသောတုမိတ်သတိသူတော်ကောင်းတရားကိုနာကျင်တဲ့ဆန္ဒရှိတယ်ဟောဒါလည်းတရားရဲ့စွမ်းအားတစ်ခုဝိတ္တယေမစ္စေတာမလားပစ္စည်းနဲ့ပတ်သက်ပြီးကိုယ်သာသုံးမယ်ဆိုတဲ့နှမျောတွန့်တိုတဲ့ဟာမျိုးမရှိဘူးအဲ့ဒါဟာတရားစွမ်းအားရှိတဲ့ပုဂ္ဂိုလ်ရဲ့တွင်ပြင်လက္ခဏာတစ်ခုပဲအဲ့တော့ကိုယ်တဏ္ဍာမှာဒီလိုအခြေအနေမျိုးတွေဖြစ်နေတာတရားတရားဖြစ်တယ်လို့ပြောဒါကဒီကအရှင်းမြင်တဲ့တရားတရားကြတော့ဘယ်လိုတရားတရားမျိုးလဲလို့ဆိုရင်ဝိပဿနာကျင့်စဉ်တကူကိုကျင့်တယ်ရုပ်တရားနာတရားတွေကိုဆင်ခြင်သုံးသပ်တယ်နာမရူပပရိစ္ဆေဒဉာဏ်ကိုရတယ်တတ္တဝါဆိုတဲ့အတွေးကိုဖြောင်းနိုင်တယ်ယုံနဲ့နာနှမျိုးပဲရှိတယ်ဒီယုံနဲ့နှမျိုးဟာလည်းပဲဆရာအကြောင်းတွေကြောင့်ဖြစ်တယ်လို့
အကြောင်းတရားတွေကိုပါရှင်းရှင်းလင်းလင်းမြင်တဲ့ပစ္စယပရိက္ခဉာဏ်ရတယ်ရပြီးတဲ့အခါဒီယုံနာလေးပေါ်မှာဆင်ញင်သုံးသပ်ကြည့်တဲ့အခါမှာမမြဲတဲ့သဘောတွေကိုတွေ့တယ်အဲ့ဒီတွေ့တဲ့အခါမှာဟာမမြဲဘူးဆိုတာတကယ်ဟုတ်တာပဲလို့သိပြီးတော့ဆုံးဖြတ်တာကိုလည်းတတ္တာလို့ခေါ်တယ်ဒီမှာအဲ့ဒါကြတော့အဓိမောက္ခလို့ပြောတာနော်အဲ့ဒီဝိပဿနာပကိလေသာတရား10မျိုးထဲမှာဒီအဓိမောက္ခဆိုတာပါတယ်အဲ့ဒီအဓိမောက္ခဆိုတာ resolution စိတ်ကိုဆုံးဖြတ်တယ်တရားဟာဒီဆုံးဖြတ်နိုင်စွမ်းရှိတာကိုလည်းပဲအဓိမောက္ခလက္ခဏာဆုံးဖြတ်နိုင်တဲ့လက္ခဏာရှိတယ်ယုံကြည်တဲ့အပေါ်မှာအခြေခံပြီးတော့သူကဆုံးဖြတ်တယ်နော်အသိဉာဏ်နဲ့တွဲဖက်ပြီးတော့သူကဒါဟုတ်တယ်အမှန်အနိစ္စမမြဲဘူးဆိုတာဟုတ်တယ်ဒုက္ခဆင်းရဲတယ်ဆိုတာမှန်တယ်အနတ္တကိုယ်မပိုင်ဘူးဆိုတာမှန်တယ်လို့ဆုံးဖြတ်ချက်ချနိုင်သွားတာဟာလည်းပဲတတ္ထာလို့ပြောတယ်အဲ့ဒီတတ္ထာစွမ်းအားတွေယူပြီးတော့ဒီဝိပဿနာကျင့်စဉ်ကိုတိုးမြင့်သွားလို့တရားရဲ့စွမ်းအားနဲ့အသိဉာဏ်တွေဖြစ်ပေါ်လာပြီးတော့သောတပန်သောတပတ္တိမဲ့ဖြစ်ပေါ်လာတဲ့ပုဂ္ဂိုလ်ကိုတတ္တနုတာရီပုဂ္ဂိုလ်လို့ခေါ်တာတတ္တနုတာရီဆိုတာတရားတရားတသက်နဲ့သောတပန်ဖြစ်တယ်လို့အဓိပ္ပာယ်ဆိုလိုတာမဟုတ်ဘူးတရားစွမ်းအားကိုအသုံးပြုပြီးတော့မဂ္ဂင်၈ပါးအကျင့်တရားနဲ့ရသောတပန်ဖြစ်တာပဲမဂ္ဂင်၈ပါးမကျင့်မဲနဲ့တော့ဘယ်သူမှမဖြစ်ဘူးနော်မဂ္ဂင်၈ပါးမကျင့်မဲနဲ့ဘယ်သူမှမဖြစ်ဘူးအရင်တော့ကသီလသမာဓိကျင့်စရာမလိုဘူးတရားလေးဖြစ်တာနဲ့သောတပန်ဖြစ်ပါတယ်လို့ဆိုပြီးတော့ဗမာပြည်မှာဟောနေတဲ့ဘုန်းကြီးတစ်ပါးရှိတယ်ဒီကဘာအိမ်မှာသံဃာနာယကယုံကနေပြီးတော့ဝိနိច្ခြာချခဲ့ရတာရှိတယ်ပေါ့မမှန်ဘူးဆိုတာနော်တရားတရားလေးဖြစ်တာနဲ့တင်ပဲသောတပန်ဖြစ်ပါတယ်လို့ဆိုတဲ့စကားဟာမဟုတ်ဘူးသို့တော့တရားစွမ်းအားကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကျင့်လို့သောတပန်ဖြစ်တယ်လို့ပြောမှမှန်တယ်တရားစွမ်းအားနဲ့သွားတရားရဲ့တွန်းအားပေါ့အဓိကအဲ့ဒီပုဂ္ဂိုလ်မျိုးကိုတတ္တနုတာရီလို့ခေါ်တယ်တရားကနေဥဆောင်ပြီးတော့ဒီလမ်းကြောင်းပေါ်ကိုတွန်းတင်ပေးလိုက်တာဆုံးဖြတ်ချက်နဲ့တွန်းတင်ပေးလိုက်တာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့တတ္တနုတာရီသောတပန်သောတပတ္တိမဂ္ဂထပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတာအဲ့တော့မြတ်စွာဘုရားသုံးတဲ့စကားလုံးတွေဟာတေးသေးချာချာကြာကြာနာနာစာပေကျမ်းဂန်ထဲမှာတတ်မှတ်မှရှိတတ်မှတ်မှရှိတဲ့အတိုင်းပုံဖော်မှအဲ့လိုမဟုတ်ဘဲနဲ့ကိုထင်ရစွတ်ပြီးအဓိပ္ပာယ်ပြောရင်ဘယ်တော့မှမမှန်ဘူးဒါသုံးတဲ့စကားလုံးကဘုရားဟောတဲ့စကားလုံးကိုသုံးတယ်အဓိပ္ပာယ်ကျတော့ကိုဖော်ခြင်းဟာဖော်တယ်ဆိုတာဒါ interpretation မှားတယ်ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားကတရားတော်ကြီးအမည်နာမပေးတဲ့အခါမှာဒီပုဂ္ဂိုလ်တွေအကြောင်းကိုဟောရင်လည်းပဲသူ့ဟာသူ definition ပေးထားပြီးတာအကုန်လုံးဒီပုဂ္ဂိုလ်အကြောင်းတွေကိုရှင်းပြထားတာဒီအဘိဓမ္မာ9ကျမ်းထဲမှာပုဂ္ဂလပညာတိဆိုတဲ့ကျမ်းအလကားဟောထားတာမဟုတ်ဘူးအခုပြောတဲ့တတ္တနုတာရီတို့ဆိုတာဘယ်လိုပုဂ္ဂိုလ်ဆိုတာကိုအဲ့ထဲမှာတိတိကျကျရေးထားတာနော်အဲ့ဒီအဓိပ္ပာယ်မျိုးနဲ့မယူဘဲနဲ့တခြားနည်းနဲ့ယူရင်မှားဒီလိုဆိုလိုတာအလုံးဟာစာပေကျမ်းဂန်တွေမှာတိတိကျကျမှတ်တမ်းတင်ထားပြီးသားတွေအကုန်ရှိတယ်ပေါ့အေကောင်းပြီတရားစွမ်းအားဆိုတာသောတပန်အဆင့်ထိအောင်ဖြစ်သွားနိုင်လောက်အောင်သူကစွမ်းရည်တတ္တိရှိတယ်လို့နောက်ပိုင်းကျရင်တတ္တာဆိုတာယုံကြည်ုံတတ်တတ်မဟုတ်ဘဲနဲ့ဆုံးဖြတ်နိုင်စွမ်းရှိတဲ့အနေအထားမျိုးထိအောင်ရောက်တယ်လို့ဆိုတာကိုဘုန်းကြီးတို့တွေမှတ်သားကြအေးတရားစွမ်းအားရှိနေပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့တဏ္ဍာမှာအကုသိုလ်တွေတရားစွမ်းအားကတားထားသမျှအကုသိုလ်တွေဟာမဖြစ်နိုင်ဘူးတဲ့ဒါအကုသိုလ်ရှောင်တဲ့နည်းတစ်နည်းတစ်ခုပဲတဲ့တရားစွမ်းအားကိုအသုံးပြုပြီးတော့တေခါပုဂ္ဂိုလ်တွေဟာသူတို့တဏ္ဍာမှာအကုသိုလ်တွေဖယ်ထုတ်ပြီးတော့အကုသိုလ်တွေမဖြစ်အောင်တားတာကဲကောင်းပြီနောက်အကုသိုလ်တားနိုင်တဲ့စွမ်းအားတစ်ခုဘာလဲလို့ဆိုရင်ဒီစွမ်းအားကဟိရိလို့ခေါ်တယ်နောက်တတိယစွမ်းအားကဥတ္တပလို့ခေါ်တယ်ဒီဟိရိဥတ္တပဒီနှစ်ခုကိုတော့တွဲပြီးတော့ပြောတာအဆင်ပြေတယ်ဒါကြောင့်ဟိရိနဲ့ဥတ္တပဟိရိဆိုတာဆက်ဆုပ်တယ်ယွန်ရှာတယ်ရှက်တယ်အဲတခါတရံကျတော့ဆက်ဆုပ်တယ်လို့သုံးတယ်တခါတခါကျတော့ရှက်တယ်လို့သုံးတယ်အဲ့တော့ရှက်တယ်ဆိုတဲ့အခါမှာလူတွေမှာရှက်တာတွေကအမျိုးမျိုးရှိတယ်လူကြားတဲ့ထားစကားမပြောဘူးရှက်မပြောရဘူးရှက်တယ်ဆိုအဲ့ဒီအရှက်တွေမျိုးနဲ့မဆိုင်ဘူးတရားနော်ဟိရိကရှက်တယ်ဆက်ဆုပ်တယ်ဆိုတာမဟုတ်တာတော့မှရှက်တာမဟုတ်တဲ့အလုပ်ကိုဆက်ဆုပ်တာဆက်ဆုပ်မှုနဲ့ရှက်မှုအဲ့ဒီနှစ်ခုကိုဟိရိဘာကိုဆက်ဆုပ်တာတော့ဘာကိုရှက်တာတော့ဆိုရင်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့မလုပ်တဲ့အလုပ်တွေကိုလုပ်ရမှာသူကရှက်တယ်မလုပ်တဲ့အလုပ်တွေကိုယွန်းတယ်ယွန်းတာမှဘယ်လောက်ယွန်းတယ်လဲလို့ဆိုရင်မစင်ကိုမကင်ကျင်လောက်အောင်ယွန်းတာမျိုးလို့ယွန်းတယ်အကုသိုလ်ဆိုလို့ရှိရင်အဲ့လိုယွန်းအကုသိုလ်တွေကိုယ်တဏ္ဍာမှာဖြစ်မှာရှက်တယ်ယွန်းတယ်
အဲ့ဒါဟာဟိရိလို့ခေါ်တယ်လူတွေရဲ့တဏ္ဍာမှာဒီဟိရိရှိမှကုသိုလ်ဆိုတာဖြစ်တယ်ဟိရိမရှိဘူးဆိုရင်ကုသိုလ်မဖြစ်နိုင်ကာဩတ္တပကြတော့ဘာလို့ဆိုရင်အဲ့ဒီဒုစရိုက်တွေအကုသိုလ်တွေကိုသူကြောက်တယ်ကြောက်တယ်ဆိုတဲ့နေရာမှာနော်တစေကြောက်တာတို့ဘာကြောက်တာညာကြောက်တာကြောက်တာတွေမျိုးမျိုးရှိတယ်ဒါကြောက်တာကဘာကိုကြောက်တာတော့ဆိုရင်အကုသိုလ်တွေကိုကြောက်တာအကုသိုလ်တွေကိုကြောက်တာဆိုတာအကုသိုလ်ကဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးအကျိုးကိုကြောက်တာရှိလေကြောက်ပုံကြောက်နည်းတစ်ခုကိုစဉ်းစားကြည့်လိုက်မီးရဲဖုတ်ထားတဲ့တန်ရောင်းကြီးကိုမကန်ရဲတာဘာဖြစ်လို့ပူမှာကြောက်တာနော်ပူမှာကြောက်တာပူမယ်လောင်မယ်မကန်ရဲဘူးအဲ့ဒါလိုပဲအကုသိုလ်လုံးလိုက်လို့ရှိရင်အကုသိုလ်ရဲ့ဆိုးကျိုးတွေငါခံရမယ်ဆိုတဲ့အကြောင်းမျိုးကြောက်တာမျိုးဒါဩတ္တပလို့ခေါ်တယ်တစ်စေကြောက်တာတရေကြောက်တာမတူဘူးနော်ကိုဟာကဒေါသနဲ့ကြောက်ဒါကအကုသိုလ်ကြောက်စရာလို့အပြစ်ကိုမြင်ပြီးတော့ကြောက်တာခုနကဒီမိဖုတ်ထားလို့ရဲနေတဲ့တန်ချောင်းကြီးသွားကင်လိုက်လို့ရှိရင်ကိုလောင်ပါလေပူပါလေအဲ့ဒီဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးကိုကြောက်တယ်အကျိုးကိုကြောက်အဲ့ဒါလိုပဲဒီအကုသိုလ်လုံးလိုက်လို့ရှိရင်အကုသိုလ်ကငါ့ကိုဒုက္ခပေးမှဆိုအဲ့ဒီဟာကိုကြောက်တယ်ဟောအဲ့ဒါကိုဩတ္တပလို့ခေါ်တယ်အဲ့တော့ဒီနှစ်ခုစလုံးဟာအကုသိုလ်ရှောင်တာချင်းကြတော့တူတူပဲခုနတုန်းကယွန်လို့ရှောင်တယ်ခုကကြောက်လို့ရှောင်အဓိကရှောင်တာကအဓိကယွန်တာကြောက်တာဆိုတာရှေ့ပိုင်းကစိတ်အခြေအနေတစ်ခုစိတ်အခြေအနေတစ်ခုဒါမှမဟုတ်ဒီနှစ်ခုကအမြဲတမ်းတွဲထားတယ်အာယုံကတူတူပဲဒုစရိုက်ကိုအာယုံပြုပြီးတော့သူကတစ်ခုကယွန်တာကိုကြည့်ပြီးတော့ရှောင်တယ်တစ်ခုကကြောက်တာကိုအခြေခံပြီးတော့ရှောင်တယ်အဲ့ဒါကိုထင်ရှားအောင်ဥပမာပေးတာခုနကတန်တုံးကြီးတတုံးကတော့မစင်နေလူးနေတယ်တန်တုံးကြီးတတုံးကမီးရဲဖုတ်ထားတယ်နှစ်ခုစလုံးဘယ်သူကင်မလဲဆိုဘယ်ဟာမှမကင်ဘူးနော်မစင်ကြတော့ယွန်လို့မကင်တာမစင်လူးနေတဲ့တန်တုံးကြတော့ယွန်လို့မကင်တာမီးရဲဖုတ်ထားတဲ့တန်တုံးကြလောင်မကြောက်လို့မကင်မကင်တာချင်းတူတူပဲရှောင်တာချင်းတူအဲ့ဒီတိုင်းပဲအကုသိုလ်ကိုရှောင်တယ်ဆိုတာရှက်လို့ယွန်လို့ရှောင်တာဟိရိနော်ကြောက်လို့ရှောင်တာကဩတ္တပတဲ့ဟိရိဩတ္တပနှစ်ခုတွဲထားတယ်အကျိုးတစ်ခုရနောက်တနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်ဟိရိဆိုတာကိုလေးစားတာဟိရိအတ္တခါတော့ကိုလေးစားလူဆိုတာကိုလေးစားပြီးတော့မဟုတ်တာမလုပ်တဲ့လူရှိတယ်နော်ကိုသိခါကိုလေးစားတယ်ဩတ္တပဆိုတာပတ်ဝန်းကျင်ကိုလေးစားတာနှစ်ခုစလုံးကိုလေးစားရကိုလည်းလေးစားတယ်ပတ်ဝန်းကျင်ကိုလည်းလေးစားတယ်အေးကိုလေးစားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကကိုသိခါကိုငါတို့လူကဒါမျိုးပဲလုပ်လဲဟောကိုသိခါကိုလေးစားတဲ့အခါငါတို့လူကဒီအလုပ်မျိုးဘယ်တော့မှမလုပ်ဘူးဟောအဲ့ဒါဟိရိလို့ခေါ်တယ်ဩတ္တပကြတော့ငါလုပ်လိုက်ရင်ငါရဲ့အပေါင်းအသင်းတွေထိခိုက်ကုန်မှာပေါ့ဟောဒါပတ်ဝန်းကျင်ကိုလေးစားတယ်နှစ်ခုစလုံးဟာလေးစားလိုက်တာကြီးတယ်လေးစားပြီးတော့ရှောင်ကျဉ်တာဒါကြောင့်မို့လို့ဟိရိဩတ္တပအင်တန်မှအရေးကြီးတဲ့စွမ်းအားနှစ်ခုပဲတဲ့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဒီဟိရိဩတ္တပမရှိဘူးဆိုလို့ရှိရင်မြတ်စွာဘုရားသုတ်တန်တစ်ခုမှာဟောထားတယ်လူသားတွေရဲ့လူလောကအရှင်းမြင့်စေတတ်တဲ့တရားဟာဒီတရားပဲအကယ်၍ဟိရိဩတ္တပမရှိဘူးဆိုရင်လူတွေဟာဘာနဲ့ဥပမာတူမလို့ဆိုရင်လမ်းဘေးကခွေးတွေနဲ့တူတူပဲလို့ဒီလိုပြောတယ်နော်အိမ်ခွေးတောခွေးတွေရဲ့အနေထားနဲ့ဘာမှမထူဘူးဟိရိဩတ္တပသူတို့မှမရှိဘူးလေမရှိလို့တတ္တဝါတွေနဲ့လူတွေကိုထိမ့်သိမ့်ပြီးတော့လူရဲ့အဆင့်တန်း human dignity ကိုဖြစ်ပေါ်စေတာဒီဟိရိဩတ္တပနှစ်ခုချောင်းလူတွေဟာလူသားပြည်ပြည်တာဖြစ်နေတာ human dignity ကိုချင်းတရားနဲ့ပတ်သက်လာလို့ရှင်ဒီလိုပေါ့နော်အတိညာနဲ့ပတ်သက်ရင်တော့ဒါရှိသေးတာပေါ့ human dignity နဲ့ပတ်သက်လာလို့ရှင်ဒီဟိရိဩတ္တပကိုဒါမှမဟုတ်လောကပါဠတရားလို့ရသော်ရဟောတာလူလောကကြီးကိုတိရစ္ဆာန်လောကနဲ့ကွဲပြားခြားနားပြီးတော့အဆင့်မြင့်အောင်ထိမ့်သိမ်းဆော့ရှော့ပေးတာဟောဒီဟိရိဩတ္တပပဲလို့ရသော်ရဒီလိုဟောတာနော်အေးဒါကြောင့်မို့လို့ဟိရိဩတ္တပဆိုတဲ့ဒီစွမ်းအားနှစ်ခုဟာလည်းပဲအကုသိုလ်တွေကိုဟန်တားနိုင်တဲ့စွမ်းအားနှစ်ခုပဲလို့ဒီလိုမှတ်ရဟောနောက်စွမ်းအားတစ်ခုကဘာတော့ဆိုရင်ဝီရိယဆိုတာမြန်မာစကားလိုပဲဖြစ်နေတာလေဝီရိယဆိုတာစိတ်ရဲ့ရွယ်ဆန်းတတ္တိရှိမှုကိုဝီရိယလို့ခေါ်တာပြောညံ့တဲ့ပုဂ္ဂိုလ်တွေမှာဒီဟာမရှိဘူးပြောညံ့တဲ့ပုဂ္ဂိုလ်တွေမှာအပြင်းကလွှမ်းမိုးထားတာဝီရိယရှိတဲ့ပုဂ္ဂိုလ်ဆိုတာအမြဲတမ်းတက်ကြွရှိတယ်သူကတက်ကြွရှိဒါပေမဲ့ဒီနေရာမှာဆိုလိုတဲ့ဝီရိယကဘာလဲလို့ဆိုရင်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တွေဖယ်ရှားနိုင်အောင်ထိမ့်သိမ်းဆောက်ရှုကြိုးစားအထောက်မှု
ကုသိုလ်ဘက်ကမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ဆိုကြိုးစားအထောက်မှုအဲ့ဒီကြိုးစားအထောက်မှုနဲ့ပတ်သက်လာတဲ့အခါကျတော့တကယ်ကိုစိတ်ဆွမ်းအားဟာခိုင်ခိုင်မာမာနဲ့ကြိုးစားအထောက်တယ်ဆိုပါစို့ဒေါသမဖြစ်အောင်ထိန်းတယ်ဖြစ်လာလို့ရှိရင်ဒေါသကိုဖယ်ရှားပြစ်တယ်မေတ္တာမဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ဖြစ်လာတဲ့မေတ္တာတိုးပွားအောင်လုပ်တယ်ဒီလိုကြိုးစားမှုကိုဝိရိယလို့ခေါ်တယ်အဲ့ဒီကြိုးစားမှုမပါဘဲနဲ့လေဒီစိတ်ဆန်းအားမှုမရဘဲနဲ့လည်းပဲခုနအကုသိုလ်ဆိုတာမတားနိုင်ဘူးအကုသိုလ်တားဖို့ရဒါကြိုးစားအထောက်မှုပါအများကြီးလိုအပ်တယ်လို့ဒီလိုပြောတာနော်ကြိုးပမ်းအထောက်မှုကအများကြီးလားဒါကြောင့်မို့ဒါကိုပဲတမ္ပပဒံတရား၄ပါးလို့ဆိုပြီးတော့ဟောတယ်မဂ္ဂင်၈ပါးထဲမှာသမ္မာဝါယာမတို့ဟောတယ်ဘုဇင်9ပါးထဲကျတော့ဝိရိယတန်ဖိုးဇင်တို့ဟောတယ်ဣဋ္ဌိပတ်ထဲကျတော့ဝိရိယဣဋ္ဌိပတ်လို့ဟောတယ်နော်အဓိပတိထဲကျတော့ဝိရိယအဓိပတိလို့ဟောတယ်ဒီစွမ်းအားဟာအင်္ဂါမကြီးမားတာဖြစ်တယ်လောကလူတွေကတော့ဝိရိယကောင်းရမယ်လို့ကြိုးစားရမယ်လို့ဆိုတာတော့လူတကာပြောကြတယ်ပေါ့သို့တော့အဲ့ဒီပြောတဲ့ဝိရိယရဲ့စွမ်းအားဟာဘလောက်တတ္တိရှိတယ်ဘယ်အနေထားမျိုးထင်အောင်ရှိတယ်ဆိုတာကိုသိဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့မဂ္ဂင်7ပါးအကျင့်တရားထဲမှာလည်းပဲဒီသမ္မာဝါယာမဆိုတာရှိတာပဲအေးဒါကြောင့်မို့ကြိုးစားအထောက်မှုဆိုတဲ့နေရာမှာမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဆိုတာဒီနေရာမှာနိဗ္ဗာန်ကိုရချင်လို့စိတ်နှလုံးငြိမ်းချမ်းမှုကိုလိုချင်တဲ့ပုဂ္ဂိုလ်တိုင်းဟာစိတ်နှလုံးကိုပူလောင်စေတတ်တဲ့အကုသိုလ်တွေမဖြစ်အောင်ထိန်းတာကြိုးပမ်းအထောက်မှုတစ်ခုပဲဖြစ်လာရင်တွန်းလှန်ဖယ်ရှားပြစ်တာဒါကြိုးပမ်းအထောက်မှုတစ်ခုပဲစိတ်နှလုံးအေးချမ်းမှုနဲ့ချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်လုပ်တယ်ဖြစ်ပြီးရင်တိုးပွားလာအောင်ကြိုးစားတယ်ဆိုတာဒါကြိုးပမ်းအထောက်မှုတွေပဲအဲ့ဒီကြိုးပမ်းအထောက်မှုမပါဘဲနဲ့နိဗ္ဗာန်ဆိုတာလည်းမျက်မှောက်မပြုနိုင်ဘူးကောင်းရာသူတိဆိုတာလည်းမရောက်နိုင်ဘူးဒါကြောင့်ဒီကြိုးပမ်းအထောက်မှုဟာအကုသိုလ်တွေကိုတားတဲ့နေရာမှာလည်းပဲအမတန်မှအရေးပါတဲ့တရားတစ်ခုဖြစ်မြတ်စွာဘုရားဒီလိုဟောထားတာနော်အဲ့ဒါကတေခါပုဂ္ဂိုလ်ရဲ့စွမ်းအားတစ်ခုပဲကြိုးပမ်းအထောက်မှုကိုအကြောင်းပြုပြီးတော့ဒီမဂ္ဂင်နိဗ္ဗာန်ဆိုတာလည်းရသွားတယ်မကြိုးပမ်းတဲ့ပုဂ္ဂိုလ်တွေဟာကြည့်မကြိုးပမ်းဘူးဆိုတာဘယ်လိုဟာတော့တခါပြောမယ်ဆိုလို့ရှိရင်လူတွေဟာအတွေးထဲမှာနစ်မျောပြီးတော့မမှန်ကန်တဲ့အတွေးဘယ်လိုအတွေးတွေတွေးတော့ဆိုကာမဝိတ္တပြောစရာအာယုန်တွေဆိုပါစို့တွေးတာမှာလူတွေမှာမျက်စိနဲ့ပြောစရာတွေတွေးပြီးတော့နေတယ်နားနဲ့နားထောင်ဖို့ပြောစရာတွေတွေးတယ်နှာခေါင်းနဲ့နမ်းရှုဖို့ပြောစရာတွေတွေးတယ်အရသာခံဖို့ပြောစရာတွေတွေးတယ်ခန္ဓာကိုယ်နဲ့အထိတွေ့ကောင်းတာတွေကိုပြောစရာတွေကိုတွေးတယ်အဲ့ဒါတွေကိုကာမဝိတ္တလို့ခေါ်တယ်အဲ့ဒီအတွေးတွေထဲမှာနစ်မျောပြီးတော့နေတဲ့ပုဂ္ဂိုလ်ပြင်းတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဝိရိယမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီအတွေးကိုတွန်းလှန်နိုင်တဲ့ပုဂ္ဂိုလ်မှာဝိရိယရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်တယ်တနည်းနောက်ဗျာပါဒဝိတ္တလူတွေမှာကျင့်နေရင်သူကလောဘနဲ့တွေးတယ်မကျင့်တတ်ဘူးဆိုလို့ရှိရင်ဒေါသနဲ့အမုန်းနဲ့တွေးတာရှိတယ်အဲ့ဒီအမုန်းနဲ့တွေးတာကိုလည်းလက်ခံပြီးဆက်တွေးနေလို့ရှိရင်လူပြင်းလို့သတ်မှတ်တယ်သူကဘာဖြစ်လို့လူပြင်းလို့သတ်မှတ်တာတော့ဆိုမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးသားအကုသိုလ်တွေကိုဖယ်ရှားပြရမယ်ဆိုတာသူကမဖယ်ရှားဘဲနဲ့လက်ခံထားတဲ့ပုဂ္ဂိုလ်ဖြစ်တာအဲ့တော့ပြောမယ်ဆိုလို့ရှိရင်လူတွေကလူဆိုးလက်ခံတာကြတော့သူကအပြစ်ရှိတယ်လို့ထင်ကြတာနော်လူဆိုးလက်ခံထားလို့ရှင်အပြစ်ရှိတယ်ဆိုတာတခဏတဘဝပဲအပြစ်ရှိနိုင်တယ်လူဆိုးလက်ခံထားအခုလူဆိုးနဲ့အလားတူတဲ့ဒီလောဘဒေါသလက်ခံထားတဲ့ပုဂ္ဂိုလ်ကျတန်တရားမှာကိုဒုက္ခရောက်မှာသူလူဆိုးလက်ခံတာအဲ့တော့လူဆိုးလက်ခံတာဖယ်ထုတ်ပြရမှာမဖယ်ထုတ်ဘဲနဲ့နေတဲ့ပုဂ္ဂိုလ်ဒါပြင်းကြီးတဲ့ပုဂ္ဂိုလ်လို့ဒီလိုပဲခေါ်တယ်ဒီလိုဆိုလိုတာနော်မြတ်စွာဘုရားနောက်တစ်ခါဝိရိတဝိတ္တဆိုတာလူတယောက်ကိုညှင်းဆဲမယ်တတ်မယ်ဖြတ်မယ်ဆိုတဲ့အတွေးတွေအဲ့ဒီအတွေးတွေကိုလည်းလက်ခံပြီးတော့ဆက်တွေးနေမယ်ဆိုရင်ဒါအပြင်းပဲဝိရိယကင်းမဲ့တယ်လို့ဒီလိုပဲပြောရအဲ့တော့ဝိရိယရှိပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်စိတ်ထဲမှာကာမနဲ့ပတ်သက်တဲ့အတွေးတွေလည်းမတွေးဘူး၊ဇာပါဒနဲ့ပတ်သက်တဲ့အတွေးတွေလည်းမတွေးဘူး၊ဝိဟိတနဲ့ပတ်သက်တဲ့အတွေးတွေလည်းမတွေးဘူး။အဲ့ဒီအတွေးတွေပေါ်လာတာနဲ့တွန်းလှန်ဖယ်ရှားပြစ်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်မှာဝိရိယစွမ်းအားရှိတဲ့ပုဂ္ဂိုလ်ဒီလိုပြောရမှာ။အဲ့ဒီဝိရိယစွမ်းအားရှိမှခုနကအကုသိုလ်တွေအတွေးတွေကိုမတွေးမှအကုသိုလ်တားလို့ရတာလေ။တွေးတာကိုလက်ခံနေရင်အကုသိုလ်မတားဘူး။ဒါမို့ဝိရိယစွမ်းအားသည်အကုသိုလ်ကိုတားနိုင်တဲ့စွမ်းအားတစ်ခုဖြစ်လို့သေခါပုဂ္ဂိုလ်ရဲ့အင်အားထဲမှာဒါလည်းပဲတစ်ခုပဲတဲ့ဟောနောက်ဆုံးတစ်ခုကြတော့နောက်ဆုံးတစ်ခုကဘာလို့ဆိုပညာဆိုတာဟာလူတွေကတော့ပညာနဲ့သုံးနေကြတာပဲ
လောကီပညာလောကုတ္တရာပညာနဲ့ပညာတွေမျိုးစုံသုံးကြတယ်ပေါ့အဲ့တော့ဒီနေရာမှာပညာဆိုတာမြတ်စွာဘုရားဘယ်လိုဟာကိုပညာလို့ခေါ်တာတုံးဆိုပညာရဲ့သဘောကသူကပြီးတယ်ဆိုတဲ့အရာသုံးခုကိုကြည့်စကလုံးလေးတွေတီထွင်ထားတာကိုကြည့်ရှေ့မှာပလေးနဲ့ထည့်ပြီးတော့သုံးတာကြတော့ပညာလို့သုံးတယ်နော်ညာပဲတူတူပဲညာဆိုတာသိတာပညာနော်နောက်ပြီးတော့ဝိညာဏကြတော့ဝိညာလို့မသုံးဘဲနဲ့နားထည့်ထားတယ်ဝိညာဏတူတူပဲအတိတ်ပဲနောက်ပညာပါဆောင်နဲ့သုံးတာလေအဲ့ဒီသဘာဝသုံးခုဟာအတိကိုရည်ညွှန်းတာလေးရှိပဲအဲ့ဒီသိပုံသိနည်းကွဲပြားခြားနားအောင်ရှေ့ကစကားလုံးလေးတွေထည့်ပေးထားတာဝိညာဏဝိညာဆိုတာဘာကိုပြောတာတော့လို့ဆိုပညာသိနဲ့လည်းမတူဘူးပညာသိနဲ့လည်းမတူတဲ့ထူးခြားတဲ့အသိတစ်ခုကိုဝိညာဏစိတ်ရဲ့အသိလို့ဒီလိုပြောတာနော်ပညာဆိုတာတန်ဆိုတာမှတ်သားထားတဲ့အတိုင်းညာကသိတာအာယုတစ်ခုကိုမှတ်ရင်မှတ်ထားတဲ့အတိုင်းပဲသူကသိတယ်ချမ်းဖတ်ပြီးတော့မသိနိုင်ဘူးရှိလေလူတွေကစာသင်တဲ့အခါမှာလိုက်ပြီးတော့ဘောပင်လေးနဲ့မှတ်တယ်ဟုတ်လားစာရွက်ထဲမှာမှတ်တယ်အဲ့မှတ်ထားတဲ့အတိုင်းသိတဲ့အသိကိုပညာလေးလို့ခေါ်တာပဲနောက်တစ်ခါပညာကြတော့အဲ့လိုမဟုတ်ဘူးပိုင်းပိုင်းခြားခြားခွဲခွဲခြားခြားခွဲခြားစိတ်ဖြာပြီးတော့ဘက်စုံကနားလဲတာကြတော့ပညာလို့ခေါ်တယ်ဒီပညာဟာအကုသိုလ်တွေကိုတားနိုင်တဲ့စွမ်းအားရှိတယ်တဲ့ဒီနေရာမှာပညာကိုဘယ်ကနေစလဲလို့ဆိုရင်အခြေခံအားဖြင့်ပြောပါဆိုရင်ကမ္မတက္ကတာသမ္မာဒိဋ္ဌိဟာပညာပဲအခြေခံကံကံဤကံတာလည်းမိမိဥစ္စာပဲလို့မြင်တဲ့ပညာဟာကမ္မတက္ကတာသမ္မာဒိဋ္ဌိတင်ဒီတဲ့အရှင်းမြင်လိုက်တဲ့အခါကျတော့ဝိပဿနာသမ္မာဒိဋ္ဌိလို့ခေါ်တယ်ဝိပဿနာပညာဖြစ်လာပြီဆိုတဲ့အခါကျတော့တတ္တဝါဆိုတဲ့အတွေ့ငါသူတစ်ပါးဆိုတဲ့အတွေ့ယောက်ျားမိန်းမဆိုတဲ့အတွေ့ကိုဖြတ်ကျော်ပြီးတော့ရုပ်နဲ့နာနှစ်ခုပဲရှိတယ်တတ္တဝါဆိုတာမရှိဘူးနော်အပေါ်ယံအထင်အမြင်တွေကိုဖယ်ရှားပြီးတော့အတွင်းအနှစ်သာရဖြစ်တဲ့ရုပ်နဲ့နာနှစ်မျိုးထိအောင်မြင်လာပြီဆိုရင်ဒါဝိပဿနာသမာဓိထိလို့ခေါ်တယ်အဲ့ဒီလိုမြင်ုံနဲ့မကဘူးဒီယုံနာတရားတွေဟာမမြဲတဲ့သဘောရှိတယ်ဆင်းရဲတဲ့သဘောရှိတယ်ကိုယ်မပိုင်တဲ့သဘောရှိတယ်ဆိုရယ်လက္ခဏာ၃မျိုးအမှန်သား၃မျိုးမမြဲတဲ့အမှန်သားဆင်းရဲတဲ့အမှန်သားကိုယ်မပိုင်တဲ့အမှန်သားဒါတွေကပါထင်ထင်ရှားရှားကြီးသိမြင်လာတယ်ဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့သဘောတွေကိုမြင်လာတယ်အဲ့ဒီလိုမြင်လာတဲ့ဟာကိုဝိပဿနာသမာဓိဋ္ဌိဝိပဿနာပညာလို့ခေါ်တာဝိပဿနာဆိုတဲ့စကားလုံးကပညာကိုရည်ညွှန်းတဲ့စကားလုံးတစ်ခုပဲပညာဆိုတဲ့စကားလုံးမပါပြီမဲ့ဝိပဿနာဆိုတဲ့စကားလုံးတတ်ကဝိကထူးထူးခြားခြားသို့မဟုတ်အနိစ္စဒုက္ခအနတ္တဆိုတဲ့အသင်္တရံနဲ့ရှုထောင့်နဲ့ပတ္တနာဆိုတာသင်္ခါရတရားတွေကိုမြင်တတ်တာသင်္ခါရတရားတွေကိုမြင်တဲ့အခါမှာအနိစ္စလို့မြင်တယ်ဒုက္ခလို့မြင်တယ်အနတ္တလို့မြင်တယ်အဲ့ဒါလို့မြင်တာကိုဝိပဿနာမြင်တယ်ဆိုတာဘာနဲ့မြင်တော့ဉာဏ်နဲ့မြင်တာပဲပညာနဲ့မြင်တာပဲဒါကြောင့်မလို့ပညာဆိုတဲ့အဓိပ္ပာယ်ဟာပါဠိတော်မှာမြတ်စွာဘုရားကတဖိုင်းလို့တော့ဘယ်လိုတော့ဆိုတော့ဥဒယထခာမိနိယတဲ့ပညာဆိုတာဘယ်လိုပညာတော့ဆိုရင်ဥဒယထခာမိနိယဥဒယထခာမိနိယဆိုတာဥဒယဆိုတာဖြစ်လာတာအထဆိုတာချုပ်ပြောက်သွားဖြစ်တာကိုလည်းသိတယ်ပြတ်သွားတာကိုလည်းသိတယ်အနိစ္စမြင်တာပြောဖြစ်တာပြတ်တာကိုမြင်တဲ့သဘောကိုပြောတာရုပ်တရားတန်တရားတွေကိုဖြစ်လာမှုဖြစ်လာတာကိုလည်းမြင်တယ်ပြတ်သွားတာကိုလည်းမြင်တယ်အဲ့ဒီပညာမျိုးတဲ့ဥဒယထခာမိနိယဒီတဲ့ဆက်ပြီးအဆင့်မြင်တဲ့အခါကျတော့အရိယာယနိဗ္ဗေဒိကာယနိဗ္ဗေဒိကာဆိုဖောက်ထွင်းပြနိုင်ဖောက်ထွင်းပြီးတော့မြင်ဘုန်းကြီးတို့တွေကထိုးထွင်းသိတယ်ဆိုတာအတွင်းကိုလှမ်းပြီးမြင်နိုင်တဲ့စွမ်းအားကိုပြောတာအဲ့ဒီလိုမဟုတ်ရင်အပေါ်ယံလေးတွေမြင်နေလို့ရှိရင်သူကဒီအတွင်းအနှစ်သာရကိုမသိပဲနဲ့အပေါ်ယံလေးတွေမြင်နေတဲ့အပေါ်မှာတဏှာရင်လည်းဖြစ်မဲ့ဒေါသရင်လည်းဖြစ်မဲ့တခုဖြစ်အဲ့လိုမဟုတ်ပဲနဲ့ကိလေသာဆိုတဲ့အတွင်းသဘာဝကိုပါထိုးဖောက်ပြီးတော့မြင်နိုင်တယ်နောက်တနည်းကကိလေသာဆိုတဲ့အဆိုင်ခဲဟာအမှန်တမ်းကြီးမားတယ်လူတွေရဲ့စိတ်ထဲမှာအဲ့ဒီအဆိုင်ခဲကိုဖောက်ခွဲပြနိုင်တဲ့စွမ်းအားရှိတာအဲ့ဒီပညာမျိုးကိုနိဗ္ဗေယဂါမိနိဗ္ဗေဒိကလို့ခေါ်တယ်အရိယာယနိဗ္ဗေဒိကအဲ့ဒီလိုကိလေသာတွေကိုဖယ်လိုက်ပြီဆိုလို့ရှိရင်ဒုက္ခကိုဖြစ်ပေါ်စေနေတတ်တဲ့တရားတွေကိုဖယ်ရှားလိုက်ခြင်းကြောင့်ဒုက္ခတွေဟာဆုံးသတ်သွားနိုင်တယ်အဲ့ဒါကိုဒုက္ခခယဂါမိနိယဒုက္ခအဆုံးသတ်သွားတဲ့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့ပညာမျိုးလို့ဟောအဲ့ဒီပညာမျိုးဟာတကယ်ကိုအကုသိုလ်ကိုတားဆီးနိုင်တဲ့ပညာမျိုးပဲသိက္ခာပုဂ္ဂိုလ်ရဲ့စွမ်းအားဆိုတာဒီနေရာမှာတော့ဒီအခြေခံကနေစပြီးတော့ပြောမယ်ဆိုလို့ရှိရင်
သောတာပန်ဖြစ်သွားပြီဆိုရင်ဒိဋ္ဌိဝိသိကိစ္စဆိုတဲ့ကိလေသာကိုဖယ်ရှားလိုက်တာနော်ဒီပညာကနေပြီးတော့ဒိဋ္ဌိဝိသိကိစ္စဆိုတဲ့ကိလေသာကိုဖယ်ရှားလိုက်တယ်ကျန်တဲ့အိတ်တာမစ္စရိယတို့လည်းဖယ်ရှားတယ်လောဘဒေါသစတဲ့ကိလေသာတွေရဲ့အပယ်ကိုကြနိုင်လောက်တဲ့စွမ်းအားတွေကိုလည်းပဲလျှော့ချလိုက်တယ်နော်စွမ်းအားတွေကိုရော့ချသွားအောင်လုပ်နိုင်တယ်ဟောဒါသောတာပတိမဲ့ပညာကလုပ်နိုင်တဲ့စွမ်းအားတစ်ခုတခါဂါမိမဲ့ပညာကြတော့ကာမရာဂတွေဖြာပါဒတွေနဲပါတော့အောင်လုပ်လိုက်တယ်အနာဂါမိမဲ့ကြတဲ့ကာမရာဂဖြာပါဒတွေကိုလုံးဝဖယ်ရှားပစ်လိုက်နိုင်တယ်ယဟန္တာဖြစ်သွားပြီဆိုတဲ့အခါကျတော့ကိလေသာစွမ်းအားတွေအလုံးဖယ်ရှားပစ်လိုက်နိုင်တယ်လို့ဟောအစဉ်အဆက်ဒီပညာကအကုသိုလ်တွေကိုတားသွားလိုက်တာနောက်ဆုံးအဆင့်မှာအကုသိုလ်တွေကိုအစွမ်းကုန်တားနိုင်တာဟာပညာသာနေဖြစ်တယ်ပေါ့အဲ့ဒီအခုပေါင်းလိုက်တဲ့အခါကျတော့တတ္ထာရဲ့ဟိရိရဲ့ပတ္တပရဲ့ဝိရိယရဲ့ပညာရဲ့ဒီစွမ်းအားတွေဟာအကုသိုလ်တားတဲ့စွမ်းအားတွေပဲလို့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဒီစွမ်းအားတွေကိုမိမိတို့တဏ္ဍာမှာရရှိအောင်အဆင့်လိုက်လေ့ကျင့်ပြီးတော့စွမ်းအားတွေပြည့်အောင်ကြိုးစားအားထုတ်ကြအောင်ဖြစ်တယ်လို့ကိုစီသဘောကျပြီးတော့အကုသိုလ်တာစိတ်စွမ်းအားများရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းသာစိတ်ချမ်းသာဝိယာသန္တာပြည့်ပါစေအရှိချမ်းသာစိတ်ချမ်းသာဝိယာသန္တာပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာတဗ္ဗေတမုဟတံအစရာမရာပိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောင်းခြင်းတရားစင်ကိုမိဝိတဝါဝန္တာရှင်ပြတောက်ကြရအနာကြရအကုန်သောကြောင့်ဝိတာတဗ္ဗေပူဇာနိနောင်ကိလေသာဆေတောဟုသမျှတို့သည်သမုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ကြောက်ပင်မရောက်အောင်ပယ်ဖြောင်းအကုန်သည်ဟောတုစင်စစ်မသေးဖြစ်ကြပါစေကုန်သတည်း